ကျွန်တော်တို့နေ့စဉ်ဖျားရှိခိုးနေကြတယ်ဂုံတော်တွေရွတ်နေကြတယ်ဟုတ်တယ်မလားဗျာဒါပေမဲ့တခါတလေကြောင့်ရင်စိတ်ထဲမှာငါဖျားရှိခိုးနေတာပဲဘာလို့စိတ်တွေလေးနေရသေးတာလဲဘာလို့များကံမပွင့်တယ်လို့ခံစားနေရတာလဲဆိုပြီးတွေးမိတာမျိုးရှိတတ်ကြတယ်နော်တကယ်တော့ကျွန်တော်တို့ရှိခိုးနေတဲ့ယရနာ၃ပါးရဲ့ဂုံတော်ကဏ္ဍတစ်ခုချင်းစီတိုင်းမှာကျွန်တော်တို့ဘဝအတွက်တကယ်ကိုလိုအပ်တဲ့ special energy တွေအသီးသီးရှိနေပါတယ်ဗျာဒါကိုသိရှိနားလည်ပြီးရှိခိုးကြည့်နေအကျိုးပေးကတိတိတသားကြီးကိုကြွာရသွားမှာပါဗျာပထမဆုံးအနေနဲ့ဖျားကုံတော်ကိုပွားများတဲ့အခါစွမ်းအားလို့မှတ်လိုက်ပါဗျာဖျားရှင်ဆိုတာအရာရာမှာပြီးပြည့်စုံတဲ့သူဖြစ်လို့ဂုံတော်ကိုအာယုံပြုလိုက်တာနဲ့အင်အားအကြီးဆုံးစွမ်းနှင်တစ်ခုနဲ့ကိုသွားပြီး connect လုပ်လိုက်တယ်လို့ပါပဲအန်ဒီရဲ့ကင်းချင်လားစိတ်သက်ခိုင်မာချင်လားဖျားကုံတော်ကိုသာအေးအေးလေးအာယုံစိုက်လိုက်ပါဗျာဒုတိယကတော့တရားကုံတော်ကြတော့ပညာပါဗျာတရားဆိုတာစာအုပ်ထဲမှာပဲရှိတဲ့စာသားတွေမဟုတ်ဘူးနော်အခုချက်ချင်းသုံးလို့ရတဲ့လက်တွေ့ကြတဲ့အမှန်တရားတွေပါဒါကြောင့်တရားကုံတော်ကိုနှလုံးသွင်းနေဘဝမှာဘာကအမှားလဲဘာကအမှန်လဲဆိုတာကိုခွဲခြားနိုင်တဲ့အသိဉာဏ်တွေရလာမှာဖြစ်ပါတယ်ဗျာကဲနောက်ဆုံးတန်ခါကုံတော်ကတော့ကုသိုလ်ပါပဲဗျာတန်ခါတော်တွေကိုပူဇော်တာဟာမြေဩဇာအကောင်းဆုံးလေတော်ထဲမှာမျိုးစေ့ချလိုက်တယ်လို့ပါပဲအကျိုးပေးကတော့ဇုကောအသင်္ကောကိုမြန်လာပါလိမ့်မယ်ဗျာကံပွင့်ခြင်းလားလက်လာပါပေါ်ခြင်းလားတန်ခါကုံတော်ကိုပွားများပြီးပူဇော်ကြည့်ပါဗျာကဲဒါဆိုရင်လက်တွေ့ဆောက်လိုက်ကြရအောင်ဗျာအရင်ဆုံးကိုလက်ကိုတန့်ရှင်အောင်စီးကြောပါမယ်ပြီးရင်ဖះเจ้าဆောင်ကိုတန့်ရှင်ရလို့ဖះတောက်တော်ရည်နဲ့ညောင်ရည်ဦးတွေကိုအတစ်အတန့်လေးကတ်လူလိုက်ပါအောင်နော်ပြင်ဆင်ပြီးပြီဆိုရင်တော့အခုလိုအစဉ်အတိုင်းစနစ်တကျဝတ်ပြူကြရအောင်ဗျာတစ်ချက်၃ကျင်ဦးချပါယူသေးလီးမြတ်စွာနဲ့ကိုယ့်ရဲ့မာမာနတွေကိုရှော့ချလိုက်ပါနင်ဩကာသကတော့ပါအမှားရှိရင်ခွင့်လွတ်ဖို့တောင်းပန်ပြီးအပြစ်တွေကိုစီးကြောလိုက်တာပါ၃တရဏဂုံစော့တီပါဖျားတရားတန်ခါကိုအစစ်အမှန်အားကိုးရာဖြစ်ခံယူပါ၄ဂုံတော်ကိုရွတ်ဆိုပါဗုဒ္ဓရဲ့ဂုံကျေးဇူးကိုအာယုံပြုပြီးကြီးညိုတက်ပြဲမှုကိုရယူပါ၅မေတ္တာပို့ပါမိမိကိုယ်လိုက်နဲ့တတ္တဝါအလုံးအေးချမ်းပါစေကြောင်းဆုတောင်းပါ၆အမျှဝေပါမိမိပြုသမျှကုလူကိုအားလုံးကိုဝေမျှပြီးဝမ်းမြောက်နှုမော်တာရုခေါ်လိုက်ပါဗျာဒါကြောင့်အလွယ်မလဲရအောင်ဗျာဖျားကိုရှိခိုးရင်စွမ်းအားရမယ်တရားကိုစင်ကျင်ရင်ပညာရမယ်တန်ခါကိုပူဇော်ရင်ကုသိုလ်ရပါမယ်ဒီအနှစ်သာရလေးတွေကိုသိရှိနားလည်သည်ဂုံတော်တစ်ခုချင်းစီကိုပီပီတသာလေးနဲ့အာယုံပြုရှိခိုးကြည့်ပါဗျာတင်းရဲ့ဘဝခီးလန်းဟာဆိုရင်အရင်ကထက်ရက်ဆက်ကိုအများကြီးပို့ပြီးလန်းဆန်းအေးချမ်းလာပါလိမ့်မယ်ခင်ဗျာအားလုံးပဲကိုစိတ်နှစ်ပါအေးချမ်းကြပါစေဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နန္ဒပါ